ခမားတို့ကဘာကြီးတဲ့ဆယ်ဆလောက်ပိုကြီးတဲ့ဂျိုကြီးအကြောင်းသိချင်ကြလားစနေဂျိုဆိုတာလေအရွယ်သားကြီးတာတကယ်တော့ငဘောကြီးဗျကြည့်လိုက်ရတော့ရွှေအိုးရောင်တောက်အကွင်းကြီးတွေနဲ့ဆိုတော့အထင်ကြီးစရာပေါ့ဒါပေမဲ့အဲ့ဒီအကောက်ကြီးကတကယ်တော့အခွင်ကြီးပဲရှိတာဗျသူကဟိုက်ဒရိုဂျင်နဲ့ဟီလီယမ်ဓာတ်ငွေ့တွေနဲ့ပဲလှုပ်ထားတာဆိုတော့ရေထက်တောင်ပေါ့သေးတယ်တကယ်လို့ခမားမှာအဲ့ဒီဂျိုကြီးကိုထည့်လို့ရတဲ့သမုတ်ကြီးကအကြီးကြီးတာရှိရင်စနေချိုကရေပေါ်မှာဘဲတကောင်လူပေါ်နေမှာဗျနောက်ပြီးတော့ခမားတို့အဲ့ဒီဂျိုပေါ်မှာတွားလန်းရှောင်မယ်လို့တော့မကြံနေအောင်အဲ့ဂျိုမှာခမားနင်းလို့ရတဲ့မြေကြီးဆိုတာလုံးဝမရှိဘူးရှိတာဆိုလို့ရေခဲတွေကြောက်တုံးတွေနဲ့လှုပ်ထားတဲ့အလဲဘဟိုကအနှစ်တစ်ခုပဲရှိတာကျန်တာကတော့အမိုးနီးယားတင်တိုက်ကြီးတွေပတ်ချလည်နေတာမြောက်ဝင်ယူဆုံးမှာဆိုရင်ကဘာတဲ့နှစ်ဆကြီးတဲ့စက်တကန်ပုံစံလေမုံတိုင်းကြီးကတိုက်နေတာဗျကြည့်ရတာကြောက်ဖို့ကောင်းတာတဲ့ထူးဆန်းတယ်လို့မထင်ဘူးလားလာတွေကလည်းအများကြီးပဲသူ့မှာလာပေါင်းတီလာ46ဆင်းတောင်ရှိတာဗျတချို့ကတီးသေးလေးတချို့ကတော့ကနေဒါနိုင်ငံလောက်ကိုကြီးတာအဲ့ဒီထဲကတိုင်တန်နဲ့အန်ဆယ်လဒတ်ဆိုတဲ့လာတွေပေါ်မှာတော့ရေတွေရှိနေတယ်တဲ့ခမနာတို့ကျွန်တော်တို့လိုလူတွေတော့နေလို့မရပါပဲတခုခုတော့ရှိနေနိုင်တယ်လို့ပြောကြတာပဲဗျပြီးတော့အလှဆုံးလို့ပြောကြတဲ့အဲ့ဒီအကွင်းကြီးတွေဆိုတာတကယ်တော့အမိုက်တွေပဲဗျဥက္ကာတဲတွေကျဲတန်ကိုနေနဲ့လာတွေပျက်စီးသွားရာကကြံခဲ့တဲ့ကြောက်ခဲတွေရေခဲတုံးတွေပေါ့အမုံလေးကနေတောင်ကြီးတလုံးစာအထိရှိတယ်ဒီအကွင်းကြီးတွေလမ်းကြောင်းမပြောက်အောင်ဘေးကနေထိမ့်ပေးနေတဲ့လာတီတီလေးတွေကိုတိုးထိန်လာတွေလို့ခေါ်တယ်ဗျရှေးတုန်းကလူတွေကတော့ဒါကိုကျဲတလုံးလို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့တယ်လီစကုပ်နဲ့သေချာကြည့်လိုက်တော့မှပဲဒီအကောင်ကြီးရဲ့အလှအပတွေကပေါ်လာတာကဲခင်ဗျားတို့ရောဒီလိုအခွင့်ကြီးပဲရှိတဲ့ရွှေရောင်ဂျိုကြီးကိုသဘောကျရဲ့လား